Hello guys အားလုံးပဲမင်္ဂလာပါခဏကတော့ကျမယောက်ျားနဲ့ကျမကတခါမှအတွေ့အကြုံမရှိဘူးတဲ့ရော့တီယာတရာကိုသွားရောက်ဖုံးမြော်ခဲ့တာပဲဖြစ်ပါတယ်အကြောင်းတစ်ခုခုကြောင့်ဘယ်တော့မှဒီလိုမျိုးရော့တီယာတရာကိုမကြုံဘူးပေါ့နော်ဒီတစ်ခေါက်တော့ကြုံဖြစ်အောင်ကြုံမယ်ဆိုပြီးသွားရောက်ဖုံးမြော်ခဲ့ပါတယ်အရန်ကိုပြောစရာကောင်းတဲ့နေ့လေးတစ်ခုဖြစ်ခဲ့ပါတယ်တွေ့ကြုံနေလည်းအများကြီးအသေးရခဲ့ပါတယ်အဲ့တော့သွားရောက်ဖုံးမြော်မနိုင်တဲ့သူတွေကလည်းဒီဗီဒီယိုကနေတဆင်ကြည့်ပြီးတော့မှအားလုံးဖုံးမြော်နိုင်ကြပါစေHare Rama Hare Ramaအခုကတော့လမ်းလေးကိုရှင်းရင်းနဲ့ယတရာတဝက်လောက်ရောက်ရှိသွားပြီပဲဖြစ်ပါတယ်လူတွေဘလောက်ထိများလဲဂျန်သားတွေဘလောက်ထိများလဲဆိုတော့ဒီမှာကြည့်နိုင်ပါတယ်เนาะရေလေးတွေလည်းလူပေးထားတာရှိပါတယ်เนาะရေအေးအေးလေးတွေတောက်ချင်လည်းရတယ်အခုချိန်မှာကတော့ယတရာအန်တလုံးမဲ့နေရာလေးကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်Krishna Krishna Hare Hare Baru ciro. Osto, मीठो लाग्यो बाबा? Kagak मीठो. अघि कस्तो लाग्यो साथी? दुई भाडा हो क्या? होइन यो बुढाको कस्तो लाग्यो बहिनी? भेरी गुड बसेर भयो? मान्छे हेर्नुहोस् न रथ यात्राको लागि कति मान्छे आगमन गरेर रथ यात्राको एन्डिङ गर्ने जग्गामा हामी आइपुगेर यहाँ हामीलाई खाजा खान मिलेको छ र खाजामा चाहिँ यहाँ यस्तो नुडल बनाएर खिलाएका छ र यहाँ साथीहरू त अझै मिठो छ भनेको अरे आफूले त खान भएन जस्तो यिनीहरूले खाएको देखेर यहाँ रेल चढ्नु भएको छु म त